ဒီအတုပ်လေးကတော့ဘာတုပ်လေးဖြစ်မလဲဆိုတာဆက်ပြီးတော့ကြည့်လိုက်ကြအောင်ရှင်ကဲတက်မျိုးသီးပေါ့နော်တက်မျိုးသီးဈေးရမ်းတက်နေပေါ့နော်3လုံးကို900ပဲပေးရပါတယ်ရှင်3လုံး900ပေးရတဲ့တက်မျိုးသီးလေးတွေကိုတုံငပိဘူး2ဘူး900နဲ့1000အချင်းပေါင်းလေးတုပ်စားပြမှာဖြစ်ပါတယ်ရှင်လီးထားတဲ့တက်မျိုးသီးစိတ်လေးတွေကိုပကန်းတွေကိုပြစ်ထည့်လိုက်ပါတယ်ရှင်ပကံဝယ်ပြီးနောက်ပိုင်းဘာစားဒီပကံနဲ့မှစားကျင်စိတ်တွေဖြစ်နေပါတယ်ရှင်ဒါလည်း စိုက်ကိုတစ်ခုပါပဲရှင်တမျိုးသီးဆိုတော့အချင်းတက်ကဲမှာဆိုလို့ပါဝါစကြားလေးနည်းနည်းသုံးပေးထားပါတယ်ရှင်တမျိုးသီးကစုစုပေါင်း3လုံးငပိက2ဘူးပါဝါစကြားနည်းနည်းပါမယ်စားနည်းနည်းပါပါမယ်ရှင်ငရုတ်သီးကတော့ငပိတောင်းဘူးထဲမှာပါတဲ့အတွက်ကြောင့်မလို့ထပ်ပြီးတော့မထည့်တော့ပါဘူးရှင်နေနဲ့အရသာဘယ်လိုပြောရမလဲနော်ဟိုးအချင်းကိုမြင်သိရကြတယ်နော်တည်ရတကယ်ကြတယ်ဒါပေမဲ့ဒီပကံနဲ့တော့တည်မကြအောင်တော့ကြာရင်ပြောနေမှာဆိုလို့ဘေးမှာနေတဲ့ညီမလေးတောင်မှပဲပါဇက်တပြင်းပြင်းနဲ့ပေါ့နော်ကိုတုံနေအောင်ကြည်ပြီးတော့အေးရွှဲလေးနဲ့တအားစားကောင်းတယ်ကိုအိမ်မှာတမျိုးသီးလဲအလွယ်တကူရှိတယ်ငပိဘူးလဲအလွယ်တကူရှိတယ်ဆိုရင်အခုလိုတုတ်စားကြည့် share မိုက်ပဲနော် share ကောင်းမယ်ရှင်မလေးအခုဒီဗီဒီယိုလေး edit လုပ်ရင်းနဲ့လေဒါကိုဒရွေးမျိုးချနေရပါတယ်ရှင်စုစုပေါင်း3ယောက်စားတာပါရှင်သူတစ်လုံးကိုတစ်လုံးနဲ့တအားစားကောင်းတာပါရှင်အခုအညာသူစားပြတဲ့တမျိုးသီးဗီဒီယိုလေးကဘယ်နိုင်ငံအထိရောက်သွားလဲဆိုတာလေးမှန်းခဲ့ကြပါအောင်ရှင်မြန်မာနိုင်ငံမှာပဲကျင်လည်နေရတာဘယ်နိုင်ငံတွေကိုရောက်လဲဆိုတော့ပြောပေးခဲ့ကြပါအောင်ရှင်အညာသူတင်တဲ့ဗီဒီယိုလေးတွေကိုကြည့်ပေးတဲ့တယောက်ချင်းစီတိုင်းကိုအားလုံးကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ရှင်နောက်ဗီဒီယိုတွေမှာပြန်ဆောင်ကြပါမယ်ရှင်အားလုံးပဲကျေးဇူးထူးပါရှင်